အားလုံးမင်္ဂလာပါတရားတော့ဒီလိုချစ်စရာကောင်းတဲ့ကရင်ကြီးအလံနဲ့အောက်ထုတ်လေးထုတ်ပြပေးတော့မှဖြစ်ပါတယ်။ Share တော့ 4 mic ကိုတိုးပြီးတော့ 4.0 mm ထုတ်ပေးထားပါတယ်။ပထမဆုံးကျွန်တော်တို့ဖုန်းမီတက်ပါမယ်။ဖုန်းမီကတော့ကိုလိုတလောက်တက်လို့ရပါတယ်။ကိုရဲ့ခေါင်းအနံနဲ့တိုင်းကြည့်ဖို့တော့ကျွန်တော်တို့56ဖုန်းမီ56ခါထိုးထားပါတယ်။တော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖက်ကိုပြန်ထိုးပါမယ်အချိန်မှာကျွန်တော်ပထမဆုံးပေါင်းနေစမ်းထိုးပါဒုတိယပေါင်းနေပြီးတော့မှတိုက်တော့9တိုင်လောက်ထိုးတော့ပေးပါမယ်2တိုင်3တိုင်4တိုင်ပြီးတော့5တိုင်ပြီးပြီဆိုလို့ရှိရင်ကျန်တဲ့ပေါက်တွေကိုတိုင်လက်နဲ့ပဲထိုးသွားပေးလိုက်ပါတိုင်လက်တော့ဟိုဘက်အစွန်ဆုံးမရောက်ခင်ငါပေါက်ချင်ပြီးတော့မှထိုးသွားပေးလိုက်မှဖြစ်ပါတယ်ဟိုဘက်ရောက်ပြီဆိုလို့ရှိရင်အဘက်ကိုငါပေါက်ချင်မယ်ပြီးလို့ရှိရင်အမဲအောင်ရှီနဲ့ဆက်ပါမယ်အမဲအောင်ရှီကိုအတက်ထက်မယ်ပြီးလို့ရှိရင်အဖြူအောင်ရှေ့ဘက်ကိုပို့ထားပေးလိုက်ပါပြီးလို့ရှိရင်တိုင်လက်9တိုင်ထိုးပါမယ်2တိုင်3တိုင်4တိုင်ပြီးတော့5တိုင်ပြတော့ပြီဆိုလို့ရှိရင်ကျွန်တော်ဖုန်းမီတစ်ချက်တက်ပါမယ်ပြီးတော့ဟိုဘက်ကိုပြန်ထိုးမယ်အရှိထိုးတဲ့နေရာမှာအနောက်ဘက်အောက်ပေါင်းနေထိုးပါမယ်အရှိဘက်နေမထိုးပါဘူးဒီဘက်အောက်ဘက်ခြမ်းမှာရှိတဲ့ပေါင်းနေထိုးမှသူကနည်းနည်းကြည့်လို့အဆင်ပြေပါမယ်အောက်တော့ထွက်လာတဲ့အချိန်ကြာလို့ရှိရင်အမဲအောင်9တိုင်ပြည့်သွားပြီဆိုလို့ရှိရင်အဖြူအောင်နဲ့ပြန်ဆက်ပါမယ်ဟိုဘက်ဆက်ထားတဲ့အဖြူအောင်ချီယူမယ်ပြီးတော့ဆွဲထည့်မယ်ပုံမှန်တိုင်ပဲအဲ့ဒီတိုင်လက်နဲ့ဟိုဘက်ပေါင်းနေထည့်မယ်ပြီးလို့ရှိရင်ပုံမှန်တိုင်ပဲထိုးသွားပြလိုက်ပါဟိုဘက်စွန်ဆုံး9တိုင်မရောက်ခင်အထိတိုင်လက်နဲ့ပဲထိုးသွားပြလိုက်ပါဟိုဘက်9တိုင်ထိရောက်ပြီဆိုလို့ရှိရင်အဲ့ဒီ9တိုင်ကိုတိုင်တုံနဲ့ထိုးသွားမယ်တဲ့2တိုင်3တိုင်4တိုင်ပြီးတော့5တိုင်ပြီးရင်ဖုန်းမီတစ်ချက်တက်မယ်အောက်ဘက်ကအဲ့ဒီနောက်ပေါင်းအောက်ဘက်ကပေါင်းနေပဲတိုင်သူ9တိုင်ပြထိုးသွားမယ်3တိုင်4တိုင်5တိုင်